ကဲမင်္ဂလာပါနော်တိတော့ကပညာတူညီကိုများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်အခု M Light တစည်းကိုကျွန်တော်စားပဲဝင်နေတယ် M Light တစည်းကိုစားပဲဝင်နေကျွန်တော်ဖြုတ်ကြည့်လိုက်တဲ့အချိန်မှာဒီမှာကြည့်ကျွန်တော်ပထမပြောခဲ့သလိုပဲနော် M Light ကလေကျွန်တော်တို့ဒီ net အထင်းနဲ့ဒီမှာကြည့်ဒီမှာအတက်လေးတွေ့လားဒီမှာကီးတက်လေးနေတယ်ဒီမှာကြည့်ဒါ gate ကုံနော်မိုက် gate ကုံဖြစ်နေတွေ့လားပုံလုံးကြည့်လိုက်နည်းနည်းလေးအောက်ကိုစောင်းနေရနော်အဲ့လိုမျိုးအရှင်နေဆိုရင်ဗျာကျွန်တော်ဘယ်လိုဖြစ်တယ်ဆိုတော့ရုံဆွဲကနည်းနည်းလေးကြားကျင်နေသေးလားဒီຢာတွေပါရလေနည်းနည်းလေးအဆင်မပြေခြင်းအဲ့ကျွန်တော်ပြမယ်နော်ဘယ်လိုဆိုအဆင်ပြေလဲဆိုပြမယ်နော်ဒီမှာကြည့်ကဲနော်ဆရာတို့ကြီးနော်ဒီကီးလေးနဲ့အတက်နေရဒီလိုဖြစ်မှအမ်တိုက်ကအဲ့ဒါမရှိတာနော်မကြည့်ကြည့်လိုက်ဟမ်ပြီးကြတော့ဒီကောင်ရှိတယ်ဒီကောင်လေးကနော်ပြောမှဆိုဒီကောင်လေးကဂီယာပေါ့နော်1 2ဘာညာတာရက9ထိကိုဒီကောင်လေးကသွားတာနော်ဒီကောင်ကကျွန်တော်ပင်နေကဒီလိုလဲမယ်ဒီကောင်ကတွန်းမယ်ဝင်မယ်ဒီကောင်ကဒီလိုကစားရနော်ဒီကောင်လေးမကောင်းရင်လည်းအကျက်ဖြစ်နေရင်လည်းအဲ့ဒါတက်တယ်နော်ဘာသာတူကြီးဟုတ်ကဲ့အဲ့ဒါကြီးလာပြောတာပါကျေးဇူးပါ